သမီးဟင်းတွေရောင်းနေညီမဆိုင်ရှင်ညီမလေးဖြစ်ပါတယ်ကဲဒီမှာမိတ်ဆက်ပေးမယ်နော်ဒါကတော့ဒလာခေါင်တဲဆွဲတင်နာလေးကဆိုင်လေးဖြစ်ပါတယ်ဒီမှာဝက်ကောင်းတော့ဒီမှာအတုပ်စုံဒီမှာဝတ်တုပ်ထိုးဝါဒီမှာနန်းကြီးတုံးရှယ်ပဲဟင်းတွေလည်းအကုန်ရတယ်နော်ဝက်သားတုပ်ထိုးတွေလည်းအမှလူခါတွေမှာရဲပဲနော်အများကြီးပဲဆိုင်ရှင်လေးရဲ့ဒီလောက်ချော်လူခါတွေလည်းအများကြီးလာတာဗောလို့ဒီမှာအချိုရည်မျိုးစုံဖြိုရည်မျိုးစုံလည်းရပါတယ်ရှင်ဟိုမှာဆက်ပြပေးမယ်နော်ကဲဝက်ကောင်းတုပ်ဆိုလဲ share ပဲနော် share ပဲနော်ဒီမှာအတုပ်စုံလေး10 share ပဲဒီမှာပါပဲပြတုပ်ရမယ်ကြာစံတုပ်ရမယ်ဝက်သားတုပ်ထိုးရပါတယ်ရှင်share ပဲနော်ဒါကတလခေါင်တဲဈေးမှာပါဒါကကြတော့ခုနကမနှင်းမိတ်ဆက်ပေးတဲ့အင်ချစ်ဆန်ဆိုင်ရဲ့တဒန်းနဲ့ပဲသူလည်းတူတူပဲဆန်ဆိုင်လေးနဲ့ကဲ့ရဲ့ပဲเนาะတလာခေါင်တဲဈေးမှာရှိပါတယ်ကဲဆိုင်ရှင်ညီမလေးရေပြန်တော့မယ်ချစ်ဖို့ကောင်းလိုက်တာကြမ်းဟုတ်ကဲ့ပါမပါဘူးเนาะ